မိတ်ကတွေပါလိမ့်ရတယ်အမွေနန္တာတွေနဲ့ရေချိုးရတယ်ဒါအနန္တဖြောင်းလို့တာဥစ္စာရဏပရိမတ္တနာလူခန္ဓာကိုယ်နှိမ့်နေပေးရတယ်အင်္ဂါရက်တွေကိုပြုပြင်ပေးရတယ်ကလေးဆိုလို့ရှိရင်ခေါင်းတို့နှာခေါင်းကြီးကပြတ်ချက်ကြီးဖြစ်နေပါဆိုတော့လုံးပေးရသေးတယ်တချို့ကြတာအဲ့လောက်တည်းမကျေနပ်လို့ရှိရင်တော့နိုင်ငံခြားသွားပြီး plastic surgery လုပ်ပြန်တာပေါ့ပါးစပ်ပြင်နှာခေါင်းပြင်မျက်လုံးပြင်မကြိုက်တာပြင်လို့ရတယ်ခုချင်းအဲ့ဒါကိုပြောတာပရိမတ္တနာအဲ့ဒါလို့ပြုပြင်ပြီးတော့လူရဲ့ခန္ဓာကိုယ်နှိမ့်နေပြင်ဆင်ပြီးတယ်ဘေဒနာဝိဒ္ဒန္တနာဓမ္မောနောက်ဆုံးစကားလုံးနှစ်ခုကဘေဒနာဒီလိုပြုပြင်ပြီးဒီလိုစားစာတွေကျွေးပြီးထားပြီမယ်လို့ဘေဒနာပြုတ်ကွဲလာတယ်တဖြည်းဖြည်းသွားတွေကလည်းကျိုးလာတယ်ခါးတွေကုန်းလာတယ်နော်လက်ပြင်ကျော်လေးကုန်းလာတယ်စပင်းတွေဖြူလာတယ်ဆိုတာလေဘေဒနာဝိဒ္ဒန္တနာဓမ္မ